ခုလုံးရဲ့အရှိဟာပေ40ရှိပါတယ်အောက်ကောအပေါ်ဟောပေါ့ဗျာဒီလှဲထားလို့ရှိရင်ပေ40ရှိကျောင်းစာတိုင်းရဲ့ထိတ်မှာမြင်းရုပ်တင်ထားတယ်လို့မှတ်တမ်းရှိတယ်AD 900စုလောက်ကတရုတ်ပြည်တော်ရဲ့ဖာရီယန်ရဲ့မှတ်တမ်းမှာလေဒီကျောင်းစာတိုင်းကြီးသူရှိတဲ့ကျောင်းမှတ်တမ်းမှာอาจารย์ไทยอาจารย์ก็เป็นนิพนธ์กันนะครับอาจารย์เดี๋ยวโยมมาถ่ายด้วยอินซันရဲ့ဒီသွားမှတ်တမ်းမှာလေဒီကျောင်းစာတိုင်းကြီးရှိတယ်โยมมาด้วยโยมมาด้วยอาจารย์นิมนต์ก่อนนะครับသမိုင်းမှတ်တမ်းမှာအစောဆုံးโยมเชิญนะประโยชน์นะเดี๋ยวมาก่อน AD 800စုနောက်မှရောက်တော့တပည့်တော်တို့အိန္ဒိယနီးတူပဲဖြည့်ဆည်းခံရတဲ့အထက်မှာဒါပါသွားပါတယ်အဲဆိုတော့တပည့်တော်တို့ဘယ်ချိန်ကျမှဒီကျောင်းစာတိုင်ကြီးကိုပြန်တွေ့တာလဲဆို1896ခုနှစ်မှာပြန်တွေ့တာ1896ခုနှစ်မှာအိန္ဒိယကျောင်းစာဝင်ကင်တင်ကန်ကကပိလဝတ်မြို့ရှာပုံတော်ဖွင့်ရင်းနဲ့ဒီကျောင်းစာတိုင်ကြီးကိုခြုံမြေကြီးရဲ့အထက်မှာ9ပေလောက်ပဲပြင့်တယ်တဲ့ကျန်တာကတော့တပည့်တော်တို့ဒီစာတွေရောဟာအကုန်လုံးကမြေကြီးအောင်ပါပါမြေကြီးရဲ့အထက်မှာ9ပေလောက်ပဲထိုးထွက်နေတဲ့ခြုံတွေတွေဖုံးနေတဲ့ကျောင်းစာတိုင်ကြီးကိုပြန်လဲရှာဖွေတွေ့ရှိလာပါဗျာ1896ခုနှစ်တွေ့တော့ကြတော့ပြန်တူးကြည့်လိုက်တော့ကြတော့ဒီမှာ original နဲ့ရေးထိုးထားတဲ့ဒီယမကြီးအခရာနဲ့ရေးထိုးထားတဲ့စလုံးပေါင်းအလုံး90ရှိတာကိုတွေ့ရပါတယ် original စာသားတွေရှိတယ်အဲ့စာသားတွေရဲ့အဓိပ္ပာယ်ကိုတော့ဒီမှာကြီးပြားလေးနဲ့ translate လုပ်ပြီးတော့ထားပါတယ်ဗျာပြောရရင်တော့ငါဒီအဘိဓိတ်ခံပြီး20ပြည့်သောအခါအိန္ဒိယသို့လာရောက်လည်ပတ်ခဲ့သည်တဲ့အတောကမင်းကြီးကအဲ့တော့မင်းကြီး20ဘိဓိတ်ခံပြီး20အဲ့ဒါကိုတပည့်တော်တို့249 BC မှာဒီရောက်လာတယ်လို့တမိုင်းနဲ့တွက်ချက်လိုက်တဲ့အခါကျတော့နော်249 BC မှာဒီရောက်လာတယ်နောက်ဤနေရာဒီတကြမူနီဗုဒ္ဓဖွားတော်မူသောနေရာဖြစ်ပြီးဒါဒုတိယအကြောင်းပါဗျာနောက်တတိယကျတော့တကြမူနီဗုဒ္ဓဖွားတော်မူသောနေရာကိုအမှတ်သားပြုထားသောကြောက်တုံးလေးကိုငါရှိခိုးပြီးမှဤကျောက်စာတိုင်းအားစိုက်ထူသည်ဒါကြောင့်အဲ့စာသားပါတာဖြစ်တဲ့အတွက်တပည့်တော်တို့ကဒီကျောက်စာတိုင်းထဲမှာpassport တစ်ခုတော့ရှိရမယ်ဘုရားဖွားတဲ့နေရာလေးကိုမှတ်ထားတဲ့နေရာရှိရမယ်ဆိုတာကိုသူတို့ကဒီကတဲလွင်စာတစွန်းတစရတော့သူတို့ကဒီကအကြောင်းဆောင်ဟောင်းကြီးကိုဖျက်ပြီးတော့မှ90နဲ့96ကျောက်ကြားမှာသူတေသနာလုပ်ရင်းနဲ့အဲ့ဒီကြောက်တုံးလေးပြန်တွေ့တာဖြစ်ပါတယ်အဲကြောင့်ဒီကတဲလွင်စာရတာဖြစ်ပါတယ်这上面有写佛陀出现的地方နောက်所以他们就是从这边知道之后就是去找这种လုံမနီရွာမှာနေကြတဲ့ပုံကိုယ်တွေငါ့ကိုအခွင့်ပေးဆောင်တဲ့အခါမှာ10ပုံတပုံပဲပေးစီပေါ့အတောကမင်းကြီးလက်ထက်ရောက်တော့လုံမနီဟာဥယျာဉ်မဟုတ်တော့ဘဲနဲ့ရွာနေထားဖြစ်နေပြီဆိုတာကိုဒီကျောက်စာတိုင်ရသိရပါတယ်တဲ့အဲကြောင့်တပည့်တော်တို့住的时候他已经就是延续了他就变成在村庄ဘုရားပြိဋိဘံစံပြီးနှစ်300လောက်ပဲกว่าပါတယ်ဒီကျောက်စာတိုင်ကြီးနဲ့ဘုရားပြိဋိဘံစံတာနဲ့ဆိုတော့သမိုင်းမှတ်တမ်းအရတပည့်တော်တို့နှစ်300ဆိုတာကတိကျနိုင်သေးတယ်လို့မှတ်ယူလို့ရပါတယ်ဗျာအဲကြောင့်တပည့်တော်တို့ဒီနေ့ဆရာတော်ကြီးများနဲ့ဓမ္မမိတ်ဆွေများပူးရတဲ့နေရာဟာဘုရားဖွားတဲ့နေရာအစ်စ်ဖြစ်ပါကြောင်းကိုအာမခံပေးနိုင်တဲ့တခုတည်းသောမှတ်တမ်းမှတ်ရာကြီးဖြစ်ပါကြောင်းကျေးဇူးအင်မတန်ရှိပါကြောင်းဒါကြီးကိုတပည့်တော်တို့这个阿育丸柱就是可以证明说这个我们刚刚有经历到的佛陀出生的地方就是真正的真实的地方这个从这个地方就可以知道因为它上面都有刻它刚开始的时候它这个是大概是40公尺长如果是长度40公尺အကြောင်းရေးရုပ်တွေနဲ့ကလပ်ကိုတော့တနေရာကသူ့ဘော်တွေ့ရှိလို့ပြန်လဲပြီးတော့တောင်လေးမှာချထားပြီးဒါလေးမြေရုပ်တွေနဲ့ကလပ်အပေါ်ကမြေရုပ်ရှိတယ်它上面还有一个ကျောက်စာတိုင်ရဲ့ထိတ်ကကလပ်它这个是马米那个不一样သူကအောက်က它是马属下的就是马座对ဒီမှာကျောင်းစာတိုင်ရဲ့ original စာတွေကို translate လုပ်ထားတဲ့ဒီမှာအင်္ဂလိပ်စာနဲ့ဟိန္ဒီစာနဲ့ရှိပါတယ်ဗျာဒီမှာလည်းလာရောက်ပြီးတော့ဖတ်လို့ရပါတယ်ဗျာ看到因为它这里面有一个声明对吧哇哇哇哇